ကျွန်တော်တို့ဒီတစ်ခါနိုင်အချိန်ကိုခေါ်ပြီးပေါ့နော်အချိန်ကိုခေါ်တဲ့အခါဘယ်လိုခေါ်မလဲဒါကအလုပ်ဝင်ထဲမှာအလုပ်တွေမှာတော်တော်လေးလိုအပ်တဲ့အချိန်တစ်ခုပေါ့နော်တနာရီကိုชั่วโมง1ชั่วโมง2ชั่วโมง3ชั่วโมง4ชั่วโมง5ชั่วโมงဒါชั่วโมงကိုခေါ်ပါနော်ဒါပေမဲ့တကယ်ခေါ်မယ်ဆိုชั่วโมงนึง2ชั่วโมง3ชั่วโมงวันนี้มีโอ3ชั่วโมงนะวันนี้มีโอ3ชั่วโมงนะဒီမျိုးအိုကြီး3နိုင်ရှိတယ်วันนี้ဆိုတော့ဒီနေ့มีโอဆိုတာအိုကြီးရှိတယ်3ชั่วโมงဒီ3နိုင်ရှိတယ်နော်โอเคကျွန်တော်မနက်ကိုဘယ်လိုခေါ်8โมง8โมงเช้าเนาะ8โมงကျွန်တော်အလဲကြောက်6နိုင်ပေါ့6နိုင်ဆိုတော့နော်6โมงเช้า7โมงเช้า8โมงเช้า6ประเทศเลยอ่ะเนาะ6โมง7โมง8โมงเลยอ่ะเนาะ9โมง10โมง10နိုင်เนาะ10โมง11โมง17နိုင်11โมง17နိုင်เที่ยง12နိုင်เที่ยง12နိုင်6နိုင်ကနေ12နိုင်ထိကိုတစ်ချက်ပဲပြောင်းပါတယ်နေ့လယ်12နိုင်မှာเที่ยงတစ်ချက်ပြောင်းအဲ့ကနေပြီးတော့တနာရီထိုးရင်တစ်ခါပြောင်းမယ်บ่ายโมงบ่าย2บ่ายโมงကတနာရီบ่าย2က2နာရီบ่าย3 3နာရီ4โมง3နာရီထိုးရင်บ่ายမဟုတ်တော့ဘူးเนาะ3နာရီบ่ายလို့ခေါ်တယ်4နာရီထိုးရင်บ่ายမဟုတ်တော့ဘူးเนาะ4โมงโมงဖြစ်သွားတယ်เนาะ4โมง5โมง5โมง6โมง6โมง6นาရီ9นาရီပေါ့ทุ่มหนึ่ง1ทุ่มเลยอ่ะ1ทุ่มเลยอ่ะทุ่ม1เลยอ่ะทุ่ม1 2ทุ่มทุ่ม1ก็9นาရီ2ทุ่มဆိုတော့10นาရီ3ทุ่ม9นาရီ4ทุ่ม10นาရီ5ทุ่ม17นาရီเที่ยงคืน12นาရီည12นาရီကိုเที่ยงคืนလို့ခေါ်တယ်เนาะနေ့က12นาရီเที่ยงညက12นาရီเที่ยงคืนအဲ့ကနေပြီးတော့ထပ်ပြောင်းမယ်တနာရီကိုတီး1 2နာရီကိုတီး2 3နာရီကိုတီး3 4နာရီကိုတီး4 5နာရီကိုတီး5 6โมงဒါအားလုံးစံနားလည်တယ်မနော်နော်တနာရီညတနာရီဆိုရင်တီး1တီး2တီး3တီး4တီး5 6โมงတနာရီကနေ5နာရီကြီးကိုတီးနဲ့သုံးပါတယ်6နာရီကနေ17နာရီထိကိုโมงနဲ့သုံးပါတယ်6โมง7โมง8โมง9โมง10โมง11โมง11โมงဆိုတာ17နာရီ17ကိုခေါ်တာပေါ့နော်11ဆိုတာ17ကိုခေါ်တာပေါ့11โมงနေ့လယ်12နာရီကเที่ยง12နာရီအခုချမ်းบ่ายโมงတနာရီကบ่ายโมงနဲ့သုံးတယ်บ่ายโมงบ่าย2บ่าย3บ่าย4 5โมง5နာရီ5โมงเนาะ5နာရီကနေရက်သွားတယ်5နာရီ5โมง6โมงทุ่ม5โมง6โมงทุ่ม9นาရီทุ่ม9นาရီทุ่ม1ทุ่ม2ทุ่ม3ทุ่ม4ทุ่ม5ทุ่ม6ทุ่ม7ทุ่ม8ทุ่ม9ทุ่มทุ่มเที่ยงคืนโอเคအဲ့ဒီချက်ဒီကျင့်ပါเนาะဒါနိုင်ဆိုတာကိုရလုပ်တယ်မှာပြင်ဆင်သွားမယ်ဝန်နောက်ပြောနော်วันนี้มาเข้างาน3ทุ่มเข้างานဆိုတာအလုပ်ဝင်တာเนาะဒါမှအများအားဖြင့်เลิกงานပေါ့เนาะเลิกงานဆိုတာအလုပ်ဖြုတ်တာเลิกงานวันนี้เข้างานวันนี้เลิกงาน3ทุ่มนะเนาะဒီနေ့အလုပ်9နာရီလွတ်မယ်เนาะ